မြန်မာနိုင်ငံဗော်လီဘောအဖွဲ့ချုပ်မှကြီးမှုကျင်းပတဲ့2026ခုနှစ်89နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှန်မြန်မာနိုင်ငံဗော်လီဘောအဖွဲ့ချုပ်နဲ့မြန်မာဗော်လီဘောလူမှုရေးအသင်းဝင်များရဲ့ဗော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုဖေဖော်ဝါရီလ12ရက်နေ့ဒီကနေ့မှာရန်ကုန်မြို့ရှိအောင်ဆန်းအားကစားပြိုင်ပွဲရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။2026ခုနှစ်89နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှန်မြန်မာနိုင်ငံဗော်လီဘောအဖွဲ့ချုပ်နဲ့မြန်မာဗော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလားဗော်လီဘောပြိုင်ပွဲတွင်ပြိုင်ပွဲဝင်အမျိုးသားအသင်း10သင်းနဲ့အမျိုးသမီးအသင်း4သင်းဝေရောက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့သိရပါတယ်။ဗော်လီဘောအဖွဲ့ချုပ်ကအားကစားသမားတွေလားလာရှိတဲ့ကစားသမားတွေလူငယ်မျိုးဆက်တွေမိုးထုတ်နေတယ်အများအားမိုးထုတ်နေပြီမဲ့လို့အဲ့လိုမိုးထုတ်ဖို့စီစဉ်ထားတဲ့တက်ကြီးလေဝိစဉ်ဟောင်းကြီးတွေရှိတယ်။အဲ့ဒီတက်ကြီးလေဝိစဉ်ဟောင်းကြီးတွေအတွက်ကျန်းမာရေးအတွက်အဆင်ပြေအောင်လို့လှုပ်ရှားမှုတရားဖြစ်နေအခုလိုပြန်ပွဲလေးကျင်းပတာဖြစ်ပါတယ်။စုတွေနေနေတော့မျိုးသားအသင်းကသိန်းစိတ်ဒုတိယအသင်းကသိန်း20တတိယအသင်းက15သိန်းမိန်းကလေးအသင်းကတော့ပထမအသင်း15သိန်းဒုတိယအသင်း10သိန်းတတိယအသင်း5သိန်းတူချင်းစုတွေနေနေအကောင်းဆုံးစုတွေကိုတသိန်းစီစုချင်းမြင့်သွားမှာဖြစ်ပါတယ်။ဗော်လီဘောလူမျိုးရေးအသင်းညီလာခံနှစ်စဉ်ကျင်းပမြန်ညီလာခံကြီးကျင်းပကန်ဒီမှာဒီလိုကျင်းပတဲ့အတွက်ကျွန်တော်ညီလာခံကြီးကလည်းပို့ပြီးတော့စီကားသွားတယ်။နောက်တစ်ခါဗော်လီဘောလောကသားတွေကလည်းလှုပ်နှိုးလိုက်သလိုသူတို့စိတ်ပါဝင်သွားတာတက်တက်ကြွကြွပါဝင်ပြီးတော့နောင်ပြိုင်ပွဲတွေမှာအကျိုးရှိသွားမှာဖြစ်ပါတယ်။ပြိုင်ပွဲဝင်လက်ရွေးစင်ဟောင်းများရဲ့စကားသံများကတော့ကျွန်တော်တို့ကတော့ဒီအသက်50ထဲဗော်လီဘောပြိုင်ပွဲကိုတင်ပွဲအစတဲ့ကဝင်ပြိုင်ခဲ့တာပေါ့။အခုဒီနေ့မှာတော့ကျွန်တော်တို့ချမ်းပြည်နယ်လက်ရွေးစင်ကစားသမားဟောင်းနေမြန်မာလက်ရွေးစင်ဟောင်းပါဝင်တဲ့အသက်50ကျော်တဲ့လူတွေနဲ့ဒီပြိုင်ပွဲကိုလာဝင်တာပါ။ပြီးခဲ့တဲ့နှစ်ကတော့ကျွန်တော်ချမ်းပြည်နယ်အသင်းကအသင်းဒုတိယရပါတယ်။တမန်မနစ်ကတော့ကျွန်တော်ပထမရပါတယ်။အကောင်းဆုံးကစားသမားစုကိုတော့ချမ်းပြည်နယ်အသင်းကမြန်မာလေးစင်ဟောင်းပဲရဖူးပါတယ်ကျွန်တော်တို့။တစ်နှစ်ကအသက်လေးတွေကနည်းနည်းကြီးလာတယ်ဆိုတော့နည်းနည်းတော့ကြိုးစားရပါဘော။နောက်ကျမ်းမာရေးချင်နေရကြိုးစားပြီးကစားရပါမယ်။နိုင်အောင်တော့ကြိုးစားပါမယ်။ကျွန်တော်တို့ကတော့ဟိုမှာတော့အသက်ကြီးညနေတိုင်းမှာဆော့ကြပါတယ်။ဆော့ကြပြီးတော့ပြင်ဆင်ပြီးတော့လူစုပြီးလာကြတာပါလူငယ်တွေအတွက်လည်းရှေ့ကနေပြီးတော့လမ်းပြဖြစ်တာပေါ့လေဒီဟာမျိုးပွဲတွေကျင်းမှာတော့လူကြီးတွေလည်းသွားဆော့လို့ရတယ်လူငယ်တွေလည်းလူကြီးတွေကိုတူယူလို့ရပါတယ်ခင်ဗျာအသင်းအနေနဲ့ကတော့မနေ့ကတော့အုပ်စုမှာရှမ်းနဲ့ပထမပွဲရှမ်းကိုနိုင်တယ်ရန်ကုန်နဲ့ဒုတိယပွဲမှာရန်ကုန်နဲ့အုပ်စုပုံနဲ့တော့တက်သွားပါပြီကျွန်တော်တို့ကလွန်ခဲ့တဲ့တလကျော်ကလေးကတေချာစုစည်းပြီးတော့လာရောက်ဝင်ပြိုင်ပါတယ်ကျွန်တော်တို့ကအခု3ချိန်မြောက်မှာ3ချိန်လုံးလာရောက်ဝင်ပြိုင်မှုပါတယ်ပထမချိန်တော့ဒုတိယဆုရရှိခဲ့ပါတယ်လူမှုရေးအရာကျွန်တော်တို့တရားရင်းနှီးချစ်ကြည်မှုရောနောက်တော့ဗော်လီဘောရေရှည်တိုးတက်ဖို့ရောဗော်လီဘောအတိုင်းဝိုင်းအကုန်လုံးဖွံ့ဖြိုးတိုးတက်အောင်အကျိုးကျေးဇူးတွေရရှိတာပေါ့နော်အားကစားဆိုတာကတော့ကျွန်တော်အသက်ကြီးရာတွေပို့ပြီးတော့ကျန်းမာရေးအတွက်လည်းကစားတယ်နောက်တော့မျိုးဆက်တွေလေးတွေလည်းကျွန်တော်တို့ရဲ့ကစားတာကိုသူတို့တွေ့အောင်ဆိုပြီးတော့ဒါလေးကိုနီးစနစ်လေးအတူလေးခိုးနိုင်အောင်ဆိုပြီးတော့နောက်တော့အားကစားမင်းတိုးတက်အောင်ဆိုပြီးတော့ကျွန်တော်တို့ဒါသူတို့ရဲ့အရှိမကစားပြတာဖြစ်ပါတယ်ဥက္ကဋ္ဌဦးရဲနိုင်လည်းဒီလိုပွဲတွေကျင်းပပေးတဲ့အတွက်ကျွန်တော်လည်းအလွန်ပဲပျော်ပါတယ်နောက်တော့မတွေ့ရတဲ့လူတွေတကယ်ချင်းပြန်တွေ့ကြတာပေါ့နော်အထူးပဲကျွန်တော်လည်းဝမ်းသာပါတယ်ပြိုင်ပွဲကိုဖေဖော်ဝါရီလ17ရက်နေ့မှ15ရက်နေ့ထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးပြိုင်ပွဲများအလိုက်ပထမဒုတိယတတိယနဲ့နေရာအလိုက်အကောင်းဆုံးဆုများချီးမြှင့်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။